ဒီနောက်ဘယင်တူကတော့ကလာဘူးဆိုတဲ့ဘယင်အကြောင်းကိုမေးတယ်ဒါလည်းရှေးရခင်ကဖြစ်ခဲ့တဲ့ဟာပေါ့ယောခန္ဓာသောပပ္ပစိတံအစေတယိခန္တိဝဒန္တိတမနာအထုတကံဘယ်သူမှမပြစ်မှားတတ်တဲ့ခန္တီကိုလက်ကင်ထားတဲ့ရသေးယဟန်ကိုသူကစော်ကားခဲ့တယ်လက်ဖြတ်ခြေဖြတ်လုပ်ခဲ့တယ်အဲကလာဘူးဆိုမင်းကြီးသူလည်းပဲတည်သွားတဲ့အခါမှာမဟာပတမဆိုတဲ့အမှန်တန်ကျမ်းနဲ့ငရဲမှာကြာပြီးတော့ခုဆရာတို့ကခံနေရတယ်သူကျွလွန်တဲ့အဖြစ်ကတော့ဘာလို့ဆိုလို့ရှိရင်သူဥယျာဉ်ထဲမှာခန္တီဝါဒီဆိုတဲ့ယသိတစ်ပါးရှိတယ်အဲယသိကသူကတိခန့်ခြင်းကိုတိခန့်စိတ်ကိုလက်ဆွဲထားပြီးတော့ကျင့်တဲ့ပုဂ္ဂိုလ်ပေါ့တိခန့်ဖို့ပဲဟောတယ်သူကိုယ်တိုင်လည်းတိခန့်တရက်ကြတော့ဘလို့ဖြစ်ပြတဲ့ကြုံလို့ဆိုဘုရင်ကြီးကဥယျာဉ်ထွက်လာတယ်ဥယျာဉ်ထွက်လာတဲ့အခါမှာမောင်မိတ်တန်ချမ်းအနေနဲ့ဥယျာဉ်ထဲမှာလဲပျော်ပါစားကြတောက်ကြအယက်သေးစားတောက်စားပြီးတော့ဘုရင်ကြီးရဲ့မူရစ်အိတ်ချင်လာတဲ့အခါမှာအချမ်းရအမျိုးသမီးတူရဲ့ရှင်ခွေမှသူအိတ်တော့ဘုရင်ကြီးကမကြခင်ပြောသွားတယ်ကြံတဲ့အချမ်းရအမျိုးသမီးတွေကဘုရင်ကြီးအိတ်ပြောနေပြီဆိုပြီးတော့ဥယျာဉ်နဲ့လက်ပတ်ကြည့်ကြတာလက်ပတ်ကြည့်တော့အဲ့ဒီယသိကြီးတွေ့တဲ့အခါမှာယသိကြီးနာဝိုင်းထိုင်ပြီးတော့သူတို့တရားနာကြယသိကြီးဟောတဲ့တရားကိုနာနေကြအဲ့ဒီမှာဘုရင်ကြီးကသူ့ရင်ခွင်ပေါ်အိတ်နေတဲ့အမျိုးသမီးကသူတို့ကတော့ရှောက်သွားတာငါတယောက်တည်းပဲဆိုပြီးတော့သူ့စိတ်ထဲမှာမနာလိုစိတ်ဖြစ်လာတာပေါ့နော်အဲ့တော့ဘုရင်ကြီးနိုးအောင်လုပ်လိုက်တယ်သူကနိုးအောင်လုပ်တော့ဘုရင်ကြီးကပယ်သွားကုန်ကြလဲဆိုလိုပဲသူတို့ရှောက်သွားပြီးဟိုယသိတူစီမှာတရားနာနေကြတယ်ဆိုဘုရင်ကြီးကစိတ်ဆိုးတယ်ထလိုက်သွားအဲ့လိုထလိုက်သွားပြီးတော့ယသိစီရောက်တဲ့အခါကျယသိကိုမေးတာငေါတော့မေးတာပါသူကိုရောဘာဝရရှိတယ်လဲခန္တီဝါရရှိပါတယ်ပြောတိခတ်နဲ့ဘလို့တိခတ်အောင်ဆဲလဲပြန်မဆဲဘူးရိုက်လဲပြန်မရိုက်ဘူးဘလို့နှိမ့်ဆက်ပြန်မလုပ်ဘူးဆိုတဲ့ဝါရပဲဆိုဟုတ်လားမဟုတ်လားစမ်းကြည့်ရမယ်ဆိုပြီးတော့လူသားသမားကိုဆင့်ခေါ်လိုက်တယ်လူသားသမားလာရင်သူကတင်ပြီးတော့ခုတ်เสียစင်းဒီတုံးရေဓာတ်ယူလာခဲ့တခါရှင်သေးကြီးကိုထပ်မေးတယ်ဘာဝရလဲတိခတ်ဒါဖြင့်အဲ့ဒီတိခတ်နဲ့ဆိုတဲ့ဟာဘယ်နှရှိတုံးဆိုရှားမယ်ဆိုပြီးတော့ဆူရှိတဲ့ကျိန်လုံးနဲ့ကြော်တို့ရင်တို့လမ်းဘေးနှစ်ဖက်တို့ချက်ပေါင်းများစွာရိုက်အရေးတွေစုပ်ပြတ်နေအောင်ရိုက်ခိုင်းတော့ဘယ်လိုလဲစိတ်ဆိုးလားတိခတ်တော့တိခတ်ပါတယ်ပဲပြောအဲ့ဒါနဲ့လက်ဖြတ်ခြေဖြတ်နှာခေါင်းဖြတ်နှရွက်ဖြတ်အဲ့လိုဖြတ်လေတေကြီးကတိခတ်နေဆိုတာငါရဲ့ထဲမှာရှိတာလက်ထဲမှာမရှိဘူးခြေထဲမှာမရှိဘူးငါရဲ့ထဲမှာရှိတယ်အဲ့ဒီခန္ဓာကိုရှာမယ်ဆိုလက်ဖြတ်ခြေဖြတ်နှာခေါင်းဖြတ်နှရွက်ဖြတ်တွေအကုန်လုပ်ဘယ်လောက်တိခတ်တော့ဆိုတော့သူစမ်းသပ်တဲ့ဘောနဲ့လုပ်စော်ကားတာနောက်ဆုံးကြတော့ရသေးကိုသူလက်လျှော့သွားတယ်သူတလောက်ညှင်းဆဲနေတာတောင်မှပဲရသေးကတိခတ်နေဆိုတဲ့ဝါရမပြောင်းလဲသည့်အတွက်ကြောင့်ရင်ဘတ်ကိုခြေထောက်နဲ့ပိတ်ခံပြီးတော့ကဲတိခတ်ရင်ခံရောက်တော့ဆိုပြီးတော့ရသေးကြီးကိုစော်ကားပြီးတော့ပြန်ထွက်သွားရသေးကြီးရဲ့မြင်ကွင်းလဲကြော်ရောအဲ့ဒီကလာဘူးမင်းကြီးကလည်းပဲမြေမျိုးသွားပြန်တယ်ခဏိဝရီရဲ့အသိကိုစော်ကားအမှန်ကသူတော်စင်ပုဂ္ဂိုလ်တွေကတိခန့်လေးလှုပ်တဲ့ပုဂ္ဂိုလ်ဟာပို့ပြီးတော့ပြစ်ဒဏ်ကြီးလေဘာနဲ့ဥပမာတူတော့ဆိုရှင်တုံးကိုခေါင်းနဲ့တိုက်ရင်တော့သိမနာကြောက်တုံးကိုခေါင်းနဲ့တိုက်ရင်နာတယ်ကိုတိုက်တဲ့အရာကမာလေးကိုခံရလေပဲအဲ့တော့မာရာရဲ့အပြစ်မဟုတ်ဘူးတိုက်သူရဲ့အပြစ်ပဲဒါ
သူလုပ်တဲ့မကောင်းမှုအကုသိုလ်ကြောင့်သူဟာဒုက္ခခံရရတယ်အဲ့ဒီကလာဟုမင်းကြီးကလည်းမဟာဝီစီငရဲကြပြီးတော့သူဟာကြောက်မဲ့ဖွဲ့ငရဲဒုက္ခကိုခံရတယ်ဆိုတာဒီတရဘင်ကရှသေကြီးကတရားဟောရင်ပြောပြပြီးတော့ရှသေဆရာကြီးကဧတာနိသုတ်တော်ဟာနိရိယာနိပန္တိတောအခုလို့စဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဟာငရဲဒုက္ခတွေအကြောင်းကိုကြားနာရပြီးပြီကိုယ်ကိုငရဲဒုက္ခမရောက်အောင်ကျင့်သုံးနေထိုင်ကြဖို့တရားဟောအညာနိပပိဋ္ဌတရာနိစိတ်ထားတယ်သူတို့တွေမဟုတ်ဘူးတဲ့ငရဲတွေကလည်းဒါလည်းမကဘူးတဲ့ငရဲတွေအများကြီးရှိတယ်ငရဲကြနေတဲ့ပုဂ္ဂိုလ်တွေလည်းအများကြီးရှိတယ်ဓမ္မစရိသမဏိပြမဏိသူဒါကြောင့်မို့လို့ကိလေသာတွေငြိမ်းအောင်ကျင့်နေတဲ့ပုဂ္ဂိုလ်ကိလေသာတွေကိုတွန်းလှန်ဖယ်ရှားဖို့ကြိုးစားနေတဲ့ပုဂ္ဂိုလ်အကျင့်ကောင်းနေထိုင်ကောင်းပုဂ္ဂိုလ်တွေပေါ်မှာတရားသဖြင့်ဆက်ဆံကြပါမတရားသဖြင့်သွားလို့ရင်တော့ဧဝံကရောတက္ကိမှုပေတိဌာနတရားသဖြင့်ဆက်ဆံကြပါတရားသဖြင့်ဆက်ဆံမှသာလဲကောင်းရာသီဂရိဘုံရောက်နိုင်တယ်